ဇက်လန်းရဲ့အစာမှာဖက်တီးကဝါကီဝါရဲတယ်တွားဝယ်တဲ့အချိန်မှာအောက်ကလူမိုက်တွေက ဟေးကောင်ဘာတွေလို့တက်လဲလမ်းကြောင်းလာဖန်တာလားငါတို့စီကဝဲလို့ရတယ် โอเคဘယ်လောက်လဲဒေါ်လာ โอเคရပြီလားငါ့ကိုထုတ်ပေးလေဟေးအောင်ငါမဲမင်းငါ့ကိုဘာတွေပြောနေတာလဲငါ့ကိုပစ္စည်းပေးလေမင်းကိုပိုက်ဆံပေးပြီးသွားပြီဟဲ့ဒီနေ့ကြည့်တော့ oh my god အဲ့ချိန်ဖတ်တီးကကားထဲကိုသွားတဲ့ကားရဲ့နောက်ဖုံးကိုဖင်ပြီးတော့ပစ္စည်းတစ်ခုကိုယူလာတဲ့ဟာဒီနာဟာပြေးဟာမင်းတို့ငါ့ကိုဘာမှမလုပ်လဲဖတ်တီးဆိုပြီးငါ့ကိုထင်သေးကြတာလားဟာငါမှ international license ရှိပြီးသားပါမင်းဘာမှမပူနဲ့ဆိုပြီးတော့ပြောလိုက်တယ်သူ့ကောင်မလေးကသူ့စီလာပြီးတော့ငါမှကိုဝင်ရှိနေပြီဆိုပြီးလာပြောတယ်ငါဒီဝန်ထမ်းဘဝနဲ့ပိုက်ဆိုင်ရှာနေမရတော့ဘူးဆိုတဲ့အတွေ့ခေါင်းထဲဝင်လာခဲ့တယ်အဲ့ဒါကြောင့်သူကဖတ်တီးနဲ့ပူပေါင်းလိုက်ပါတယ်သူ့သူငယ်ချင်းကလည်းပုံမှန်အတိုင်းသူ့မိမကိုနှုတ်ဆက်ပြီးသူတို့နဲ့ဦးအနာဂတ်မှာရလာမဲ့ကလေးလေးရဲ့နောင်ရဲ့အတွက်စူးစမ်းကြမယ်ဆိုပြီးလောက်ကင်နေခဲ့ကြတယ်အဲဒီချိန်မှာဖြစ်ပေါ်လာတဲ့ပြဿနာကတော့သူစီဖုန်းတကောဝင်လာခဲ့တာပဲသူတို့ပစ္စည်းတွေမှာယူတဲ့နိုင်ငံကနေပြီးတော့တင်သွင်းဖို့အတွက်အခက်အခဲဖြစ်ခဲ့တယ်ဟိုဘက်က client ကလည်းပစ္စည်းတွေအချိန်မီမရောက်မှဆိုရင်ပြီးတော့သူတို့ကိုဖိအားပေးတယ်သူတို့ကိုယ်တိုင်လိုက်သွားပြီးတော့ဂျော်ဒန်မြို့မှာအစီအစဉ်ဆွဲရမယ်ဆိုတဲ့အခြေအနေမျိုးကိုရောက်သွားခဲ့တယ်ဂျော်ဒန်ကနေတခြားနိုင်ငံကိုပို့ဖို့အတွက်အဲ့ဒီနိုင်ငံကိုလာခဲ့ကြတယ်လာပြီးတော့အဲ့ဒီနိုင်ငံကအစိုးရနဲ့အသီးဖြစ်တဲ့အခြေအဆက်ရှိတဲ့သူတွေနဲ့လာပြီးဆွေးနွေးတယ်ဒါပေမဲ့သူတို့မထင်ထားတာကသူတို့ကိုယ်တိုင်ဒီလမ်းကြောင်းအတိုင်းပို့ရမယ်ဆိုတာကိုမသိထားကြဘူး